အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့စီစဉ်ကသမီးလေးနဲ့ပြင်မထွက်ဖြစ်တာကြပြီဆိုတော့တူတူပြင်ထွက်ပြီးတော့လဲပါမယ်သမီးလေးကိုလည်းစီစဉ်ကစားခွင့်မပို့ပေးဖြစ်တာကြပြီဆိုတော့ကစားခွင့်လည်းပို့ရင်းနေပေါ့နော်ပြီးရင်သမီးလေးကိုညနေစာပြင်မှာကျွေးပြီးတော့မှစားခွင့်ပို့ရင်စီစဉ်လည်းဝယ်ကြရှိတာဝယ်ဖို့သွားပါမယ်ပထမဦးဆုံး market ထဲရောက်ချင်းစီနဲ့သမီးလေးကအရင်ဆုံးစားဖို့ပြင်ပါမယ်ဖိုင်ရန်စားနေပြီမို့ပါနေ့တော့ဇင်ကချက်စီသမီးလေးတော့စားဖြစ်ခဲ့ပါတယ်။ဒါတော့မှားထားတာလေးတွေရောက်လာတယ်လို့သမီးလေးနဲ့တူတူစောင့်ရင်းနဲ့စောင့်နေကြပါဘောနော်။ခွာပြီးတော့တက်တက်လေးဝဝေးလေးတွေကတ်လေးတမရ။ခုတော့မှားထားတာလေးလည်းရောက်ပြီဆိုတော့စားပါတော့မယ်ရှင်။ဇင်မှားထားတာလေးတွေကတော့တစ်ဆက်စာဖြစ်ပါတယ်။ဒီတစ်ဆက်စာဆိုလို့ရှိရင်တော့ဇင်တို့တာမီနီယာအဝါစားလို့ရပါတယ်ပေါ့နော်။ဒီမှာပါလာတွေကတော့ပဲပင်ပေါက်ကြော်လေးရဲ့ချက်သားကင်လေးရဲ့မုံလေးနှစ်ခုရဲ့ပြီးတော့ rainbow delight လေးနဲ့ Chinese tea လေးပါပါတယ်။ဒါဆိုင်လေးကသမီးလေးရန်ချိုက်တဲ့ဆိုင်လေးဖြစ်တဲ့အတွက်ဇင်ကမချလာကျွေးဖြစ်ပါတယ်။ဒီချက်သားလေးကလည်းกินထားတာအေးအေးလေးနဲ့ရန်စားကောင်းပါလေ။ချက်စီသမီးနဲ့တွေ့စားဖို့ပေးထားတယ်သူရဲ့ချင်းထောင်းလေးနဲ့အချင်းလေးနဲ့လည်းသမီးနဲ့နေစားရန်လိုက်ပါလေရှင်။ဇင်ကပြီးတော့အဲ့ဒီချက်သားမှာပါတယ်တခွားလေးပပလေးထည့်ထားတာလေးတွေကသူ့ရဲ့အနှစ်လေးတွေနည်းနည်းထားလို့ဖြစ်တဲ့အတွက်ရန်စားကောင်းပါလေအဲ့ဒါလေးကိုရန်ကြိုက်ပါလေပြလိုက်ပါမပြူပါနော်妈妈我的，妈妈我的到ချင်လို့လားโอเคတာမီနီအောင်စကားလေးပြောလိုက်သမီးလေးစားလိုက်နဲ့အဆင်ပြေနေပါတယ်ရန်လေးမရှိတော့ဘူးသိကလာမရှိ yellow နဲ့ green စားပါရောโอเคချလာလေးကချောင်းတက်လာမှစကားတွေရန်ကိုပို့ပြီးတော့မှပြောလာပါတယ်ပြတ်သွားတာလားYummy, yummy, yummy. Yummy, yummy. Oh, yummy, yummy. Yummy, yummy. Oh. Alright, clear. Yummy, yummy. Everything yummy, yummy. Oh, put it there, put it there. ခလုံးတို့ပြုတ်ကြတာလားတော်လိုက်တာခလေးတော်လောလားဟုတ်ခလို့စားပါတယ်ခလို့နော်ပြပြစားတယ်ပြပြစားနော်ကောင်းရမ်းကြိုက်Yummy. Oh, put it there. Bye bye nào lại. Bye bye. Bye bye nào bảo đấy. Nhưng mà không đi bye bye nào lại. Của anh đi. Ông anh nhỉ bữa này. Bye bye. တော့တာမီနီအောင်စကားပြောလိုက်စားလိုက်နဲ့စားလိုက်တာပကံပင်ချင်ပါတော့တယ်ကိုရင်ဘိုင်ဘိုင်လောက်ပါအောင်ကိုရင်မမကြီးဘိုင်ဘိုင် Frankis baby baby please Frankis လောလာ okay baby ပြီးတော့ဇင်ကချက်လာလေးကိုကစားခွင့်လိုက်ပို့ပါတယ်ဒါကနေတော့ဇင်ကမုံရင်တော့ပေါ့နော်ကြည်ရနေပဲဇင်ကဆောင်းပါမယ်စကင်းတော့ပုံရှိတယ်ကိုတော့ပေါ်ရသွားပြီဖြစ်တဲ့အတွက်သူကအရင်မစောပါတော့မယ်Oh, slow.
ပြီးရင်တော့ဇင်ကတော့ခဏထားခဲ့ပြီးတော့မှဇင်ဝယ်ကြရှိတာလေးတွေတောက်ဝယ်ပါမယ်ဇင်ကဒီဆိုင်မှာချီယာစီးလေးဝင်ရှာတာမတွေ့ခဲ့ဘူးရှင်ပြီးတော့ဇင်ကချက်သားလေးတောက်ဝယ်ပါမယ်ဒီနော်ဇင်ဟိုတီတီလျှောက်ကြည့်ရပေါ့နော်ဟိုတီတီလျှောက်ကြည့်ပြီးတော့မဝယ်ခဲ့ပါဘူးခောက်ဆွဲတမ်းမှာဇင်စားနေကြခောက်ဆွဲလေးရှာပါတယ်ဇင်စားနေကြခောက်ဆွဲလေးကဈေးလေးနည်းနည်းလေးကြီးနေပါတယ်ဒီမှာကအေးရနဲ့ဇင်ကတခြားခောက်ဆွဲပဲဝယ်လာပါတယ်ခောက်ဆွဲလေးကဇင်တစ်ခါမှမစားဘူးပဲမစိုးပါဘူးစားလို့ကောင်းပါလေပြီးရင်ဒီမှာလည်းချီယာလေးရှိလာရှာပါမယ်ရှိတော့ရှိပေမဲ့ဒီမှာခါဈေးရန်ကြီးပါတယ်မဝယ်ပဲနဲ့ဇင်စားနေကြတင်ချင်းလေးနဲ့ဇင်သမီးလေးအတွက်တင်ချင်းလေးဝယ်ပြီးတော့မှဆန်ရှင်ပြီးတော့သမီးလေးစီပြန်သွားပါတော့မယ်ဇင်ကကိုဂျလာလေးကိုဝင်ခေါ်ပြီးတော့မှပြန်ပါတော့မယ်ရှင်မနေ့ခေါ်လိုက်ရပါတယ်မပြန်ချင်လို့ပါတဲ့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်